မင်္ဂလာပါကျွန်တော်နာမည်ကကိုထူပါကျွန်တော်တို့အာနာသိန်းတဲ့အချိန်မှာကျွန်တော်တို့က CDM အကြမ်းမဖက်အာနာဖီဆန်ရေးလှုပ်ရှားမှုကိုလုံးဝပါကြပါကျွန်တော်တို့ကအဲ့ဒီCDM ကိုCivil Disobedience Movement ကိုကျွန်တော်တို့ကသူတို့ကိုယ်တိုင်လည်းပါတယ်အဲ့ဒီအတွက်လည်း supporting တွေကျွန်တော်တို့အများကြီးရှာကြတယ် supporting အများကြီးလုပ်ကြတယ်လက်နက်ကင်တော်လန်ရေးစရင်တော့လက်နက်ကင်တော်လန်ရေးတဲ့ပါမယ်လို့စဉ်းစားထားပေမဲ့ဒီဘက်မှာရှိတဲ့မိတ်ဆွေတွေရောရင်းနှီးတဲ့ဒါဆရာတချို့ကရော medical background ကဆိုရင်ဆေးပညာအတိုင်းဝိုင်းကဆိုရင်ဆေးပညာနဲ့ကူတာပိုထိရောက်တယ်မင်းတို့ကျွမ်းကျင်တဲ့အပိုင်းဖြစ်တယ်တော့ဒီမှာလည်းအများကြီးလိုအပ်လာနိုင်တယ်ဆေးပတ်စံနဲ့တိုက်ပွဲဆိုတာအခုစတင်ပြီပေါ့နော်ဘယ်လောက်ထိကြာမယ်ဆိုတော့မသိရတဲ့အတွက်ကျန်းမာရေးကိစ္စတွေရောဒီစစ်ပေးချောင်းတွေများလာမယ့်အတွက်အဲ့ဒီအတွက်လိုအပ်လာနိုင်တဲ့ကျန်းမာရေးလိုအပ်ချက်တွေရောရှိလာမယ်ပေါ့အဲ့တော့မင်းတို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးကူပါဆိုတော့ကျွန်တော်တို့စပြီးတော့ကျမ်းမာရေးလုပ်ငန်းတွေစဖို့အတွက်အစပြုခဲ့တယ်ပေါ့ပြန်လာပြီတော့အဲ့ဒီနေ့ညဆေးရုံပေါ်မှာကင်းထောက်လေရင်ပြန်ရယ် drone တွေရတညလုံးပတ်နေကျွန်တော်တို့ကစိတ်ထဲမှာတိတ်ပြီးတော့မူမမှန်ဘူးလို့ခံစားရတယ်ပေါ့နော်မူမှန်ခံစားရတော့ကျွန်တော်တို့ဘုံခုချင်းထဲမှာဆင်းပြီးအိတ်တဲ့အချိန်မှာထုတ်တိမှန်းထားတဲ့အတိုင်းပဲပေါ့နော်မနေ့ကျတော့လင်ရန်လာပြီးတော့ကျဲတာပေါ့အဲ့တော့လင်ကျဲအချိန်မှာလည်းကျွန်တော်ရှိတယ်ကျွန်တော်အဖွဲ့သားတချို့ကဂျူတီဆင်းနေတာအဲ့တော့ဂျူတီဆင်းနေတဲ့အချိန်မှာလာကျဲတော့သူတို့လူနာတွေရောသူတို့ရောအကုန်ပြေးထွက်ပြီးတော့လုံခြုံတဲ့နေရာကိုပြေးကြပေါ့အဲ့ဒီတကြောမလုံးမှာရှိတဲ့အစာအုပ်တွေအကုန်ပြည့်စည်သွားလူနာ၄ယောက်ထိတယ်လင်ဒီ6လောက်တွေတချို့ခုကန်တိုင်းမှာထိကြရပေါ့နော်၄ယောက်ထိတယ်ကြံတဲ့လူတွေကတော့တိတိမမပုံးရပက်ရလောက်တော့ထိခိုက်တဲ့ရတာမျိုးရှိရပေါ့သေတာတော့မရှိဆက်စချင်းကျွန်တော်တို့စစ်သုံးမှန်နေမိတာပေါ့စစ်သုံးမှန်နေကူရမယ်ဆိုတော့ကျွန်တော်ပုံမှန်စိတ်နဲ့ဆိုရင်တော့ကျွန်တော်ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘုံကျဲထားတာလीကျွန်တော်တို့တေးအောင်လက်နက်တွေနဲ့ပြစ်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လူနာကတင်ပေါ်ရောက်ပြီဆိုရင်တော့လူနာပဲကျွန်တော်တို့မှာရဲပေါ်မို့လို့စကားစားမို့လို့ဘယ်ရမို့လို့ညာမို့လို့ဆိုတဲ့အဆွဲတော့မရှိဘူးကတင်ပေါ်ရောက်ရင်တော့လူနာကျွန်တော်တို့ treat လုပ်ရမယ့်အခန်းထဲရောက်ရင်တော့ကျွန်တော်တို့ကလူနာပဲပေါ့လမ်းမှာဆိုရင်ဒီမှာဆေးတွေးပြီဆိုတာနဲ့ဖမ်းတယ်တခုကျမ်းမိုင်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေနဲ့ဖမ်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဖမ်းတဲ့ကြားရပဲကျွန်တော်တို့ကရှိတဲ့ဟာလေးနဲ့လှုပ်စုဆောင်းထားတဲ့ဆေးတွေနဲ့ပဲသူတို့ကိုပြန်ပြီးတော့ကုသရတဲ့အနေအထားဖြစ်တယ်ပေါ့အဲ့လိုမျိုးဆိုတဲ့အတွက်ကျွန်တော်တို့ကတော့ပျော်နေတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကျွန်တော်တို့လှုပ်ရမယ့်ကျွန်တော်တို့ရဲ့ဆေးပညာကျင့်ဝတ်တိုင်းကျွန်တော်တို့ဆောင်ရွက်တယ်ကျွန်တော်တို့လူတိုင်းသဘောထားပြီးတော့ပဲကျွန်တော်တို့ကုသခဲ့တာမျိုးပေါ့ကျွန်တော်တို့ကတော့လွတ်လွတ်လပ်လပ်နေချင်ပြီပေါ့နော်ဒီစစ်ကောင်စီကအာဏာသိမ်းပြီးကတည်းကလှုပ်ချင်တိုင်းကိုလှုပ်တာပဲပေါ့သူတို့ထုတ်ချင်တဲ့ဥပဒေတွေထုတ်တယ်လွတ်လပ်ခွင့်တွေကျွန်တော်တို့အိမ်မက်မက်ခွင့်တွေအကုန်လုံးပိတ်ပင်လိုက်တာပဲပေါ့နော်ကျွန်တော်တို့မှာလွတ်လွတ်လပ်စကားပြောလို့မရဘူးအချိန်မျိုးကျွန်တော်တို့ရဲ့ဖုန်းစစ်ကောင်စီစစ်သားယူပြီးကြည့်စစ်နိုင်တယ်အချိန်မျိုးကျွန်တော်တို့အိမ်တကားကိုဖွင့်ပြီးတော့အခန်းထဲဝင်ပြီးဖမ်းလို့ရနိုင်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့မှာလွတ်လွတ်လပ်ရှင်သန်ခွင့်မရဘူးပေါ့နော်လွတ်လွတ်လပ်နေခွင့်မရတဲ့အတွက်ကျွန်တော်တို့ပြန်ပြီးလွတ်လပ်ချင်တယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့တိုက်ပွဲဝင်နေရပါပေါ့